လာပါမင်းတို့ဇန်နဝါရီလမင်းတို့အခု30ရက်နေ့ပေါ့နော်လကုန်တော့မယ်ကဲပစ္စည်းခေါ်လေးတွေမင်းစီမှာအယောင်ဆုံးထပ်ရောက်ထားတယ်အရင်ရက်ကတော့မင်းပစ္စည်းမစုံဘူးပေါ့နော်အနက်နဲ့အစိမ်းပဲရှိတယ်ဒီတတုပ်ကတော့မင်းတို့အနက်ရယ်အစိမ်းရယ်ခဲရယ်ဟိုပါပေါ့နော်၄အောင်ရောက်ရှိထားပါပြီအနက်အစိမ်းခဲပြာပေါ့နော်ကဲအပြာနဲ့ခဲတော့မင်း stock လေးနည်းနည်းမယ်ပေါ့နော်ကဲလိုအပ်တဲ့ customer လေးတွေမင်းတို့လက်လီလက်ကဝယ်ယူအားပေးနိုင်ပါပြီနော်ကဲမင်းကတော့မန္တလေးမြို့မှာပေါ့နော်လက်ကအကြီးဆုံးပေးတဲ့ဒိုင်ပဲဖြစ်ပါတယ်နော်မင်းဆိုင်ကလက်ကပေါ့နော်ဖြန့်ချီနေတယ်ထိုင်းရန်ဖို့မင်းတို့ဆိုင်ခွဲလေးပဲဖြစ်ပါတယ်မင်းတို့ဒီလက်ကားဆိုရင်တော့မင်းတို့ဆိုင်ပေါင်း10ဆိုင်ကျော်ရှိရပေါ့နော်ဒါပေမဲ့မင်းရဲ့ဒီ85စကိုင်းမန္တလေးလန်စန္ဒမှုနိဖျားပေးပေါ့နော်ဒီအမရပူရဆိုင်ဖို့အနီးမှာပဲမင်းတို့ဟိုးဆေးလေးပေးနေပါတယ်ကဲမင်းစီမှာလက်ကားလေးဗာလေးရမလဲဆိုတာကိုမင်းရွတ်ပြတော့မှာဖြစ်ပါတယ်မင်းစီမှာဆိုရင်ဆိုင်ကလုံးနဲ့ပတ်သက်ပြီး3မျိုးလောက်ရမယ်ကားမက်မီလီယံနာရဇာဘိန်းရမယ်ပြီးရင်မင်းတို့ဖတ်ထရာဆိုင်ကလုံးရမယ်ပေါ့နော်စူပါကက်ရမယ်ကပ်ပရိုရမယ်ပေါ့နော်လက်ရှိချိန်မှာလမ်းဘိုစီဆိုင်ရမယ်လမ်းဘိုအာနထက်ရတယ်ထိုင်းရမိုးလေးတွေကတော့မင်းတို့အရင်အော်ဒါလေးပဲရအောင်မှမို့လို့ပေါ့နော်အများကြီးတော့မင်းလက်ကပေးလို့မရသေးဘူးအဲ့ဖာလေးတွေလည်းမင်းအခုဒီတနင်္လာနေ့လောက်ရမယ်ပေါ့နော်ကဲလိုရတဲ့ customer များတရန်လေးလည်းမင်းလက်ကပေးနေရပေါ့နော်ကဲလက်လီလက်ကအကြီးဆုံးပေါ့နော်မင်းကတော့ဒီ85စကိုင်းမန်းလေးလမ်းမှာလက်လီလက်ကအကြီးဆုံးပေးတဲ့တိုင်ပဲဖြစ်ပါတယ်နော်လိုရတဲ့ customer လေးတွေလည်းဝယ်ယူအားပေးနိုင်ပါပြီနော်အားလုံးကျေးဇူးတင်ပါတယ်